阿隆明格拉巴，ကျွန်တော်ကညံထူဖြစ်ပါတယ်ကျွန်တော်ကကွမ်စီတိုင်းသားလူမျိုးစုတက္ကသိုလ်မှာမြန်မာစာတင်နေတဲ့ကျောင်းသားတစ်ယောက်ဖြစ်ပါတယ်အားလုံးမင်္ဂလာပါကျွန်မနာမည်ကသူ့ပညာပါအခုကွန်ရှိတိုင်းသားလူမျိုးစုတက္ကသိုလ်မှာမြန်မာဘာသာရတင်နေတဲ့ကျောင်းသူတစ်ယောက်ဖြစ်ပါတယ်အားလုံးမင်္ဂလာပါကျွန်တော်နာမည်ကဟိမောကွန်းလို့ခေါ်ပါတယ်ကျွန်တော်ကကွန်စီတိုင်းသားလူမျိုးစုတက္ကသိုလ်မှာမြန်မာစာမေဂျာတင်တဲ့ကျောင်းသားတစ်ယောက်ဖြစ်ပါတယ်အခုစတုထနေ့ရောက်နေပြီအားလုံးမင်္ဂလာပါကျွန်မနာမည်တွင်ညံထေပါကျွန်မကကွမ်စီတိုင်းသားလူမျိုးစုတက္ကသိုလ်မြန်မာဘာသာရတင်တဲ့စတုထနီကျောင်းသူတစ်ယောက်ဖြစ်ပါတယ်အားလုံးမင်္ဂလာပါကျွန်မနာမည်စိုးမိုးမိန်ပါကျွန်မအခုကွမ်စီတိုင်းသားလူမျိုးစုတက္ကသိုလ်ကမြန်မာဘာသာရကကျောင်းသူတစ်ယောက်ဖြစ်ပါတယ်လူငယ်တွေရဲ့တချင်းတန်ကျေလောက်လာရင်ကပါချီတခုလုံးတန့်ရှင်တော်လိမ့်မယ်လူငယ်တွေရဲ့တချင်းတန်အောက်မှာမတရားမှုများစွာဆက်ယွန်းတော်လိမ့်မယ်မိုးရေတဲ့ရေတပွဲပွဲကွင်းကျဲအဝဲဝဲလေဆောင်တဲလေခြေတန်းရှဲမိုးကုတ်အောက်မှာနဲ့ဂျာနီတပွင့်ဖြိုတပွင့်တဲနဲ့ပလန်တိ越水多本马的右楼吧的右面嘛气急耍那罗嘛的越贴我亏么垮隔壁的但求大边手噶也底配那奈安气急耶谁数把耶ထိတ်ဆုံးတော့တတောင်ပေါ်တတောင်信တောင်面八千元တတောင်ဆုံးပြန်တော့တလုံးကြံပြန်ပေ的梦谈班嘞阿姨挪落耶就笑亚边卡的嘞的给板岛酱多巴比什么蓝琴布亚单嘎亚美江阿曼多屁奶么啦撒给米哈布的内嘛松雅要把令阿秀嘎受请三把内细暖而大皮翁马兰威干叶A叶宁爱得过阿用心乐木的对阿因地赖吧气配鲁达密对西星的密对马计算的耶独雷到东气急而松而西比我觉得学习缅甸的诗文以及文学作品，有助于我们了解它的审美以及价值观，推进我们互相共同的理解。通过学习诗歌和文化作品，我们能够更深刻地理解缅甸人民的思维方式、价值观念和民族性格。这种理解能让我们超越表层的语言差异，实现真正的情感共鸣。在学习缅甸文学作品时，不仅仅是学习语言，更是理解和尊重对方灵魂的基础上，为两国的友好交往打下最坚实的基础。文学作品是民心的桥梁，我们可以用文化对话来促进深化合作，推动中缅两国在“一带一路”倡议下的互联互通。学习缅甸的诗句和文化作品呢，是促进中缅交流的一座感情的桥梁。它能让我们超越政治和经济的表层往来，在民众之间建立更加真诚的理解和共鸣，从而让胞波情谊深入人心，为两国的关系奠定更加坚实的人文基础。